ကျွန်ုပ်တို့ရဲ့ဘဝကိုစိတ်ကြည်နပ်မှုရှိပြီးအတိတ်ပဲပြေဝအောင်ဖြတ်တန်းဖို့ကြိုးစားတဲ့အခါကိုယ်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးနိုင်စွမ်း agency ဟာအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တယ်လို့ပြောချင်ပါတယ်ဥပမာအားဖြင့်ဉာဏ်ရည်ထက်မြက်မှုနဲ့ကြိုးစားအားထုတ်မှုတို့လိုအရာမျိုးတွေပေါ့ဒီအရာနှစ်ခုလုံးဟာမှားယွင်းတဲ့နေရာမှာတွားသုံးမိရင်အသုံးမဝင်တဲ့လောက်ဖြစ်သွားနိုင်တယ်လို့နောက်ပိုင်းမှာကျွန်ုပ်တို့ကအလုပ်တွေကိုစက်ပစ္စည်း AI တွေကိုပဲပို့ပြီးလွှဲအပ်လုပ်ကင်လာစေတာနဲ့အမျှသူတို့ရဲ့အရေးပါမှုကလည်းတဖြည်းဖြည်းလောနေလာနေတာပါဒါကြောင့်ကိုဘဝကိုကိုယ်တိုင်ပို့ပြီးဆုံးဖြတ်လုပ်ကင်နိုင်စွမ်းရှိလာစေဖို့တနည်းအားဖြင့်ပို့ပြီး agent ဖြစ်လာစေဖို့ကျွန်ုပ်ကိုယ်တိုင်လိလာသိရှိခဲ့ရတဲ့နည်းလမ်းတချို့ကိုမျှဝေပေးချင်ပါတယ်နံပါတ်1အရာအားလုံးကိုလေ့လာသင်ယူလို့ရတယ်လို့မှတ်ယူပါပို့ပြီးအကောင်းမြင်တတ်ဖို့ဖြစ်စေပို့ပြီးစူးစူးဆန်းဆန်းရှိဖို့ဖြစ်စေအားလုံးကိုလေ့လာသင်ယူလို့ရပါတယ်လူတွေကပြောင်းလဲလို့မရဘူးလို့သတ်မှတ်ထားကြတဲ့ဗီဇအည်အသွေးအတော်များများဟာတကယ်တော့သင်ယူလေ့လာလို့ရနိုင်တဲ့အရာတွေပါဒါဟာဖြစ်နိုင်တယ်လို့ကိုယ်တိုင်လည်းယုံကြည်ပြီးအခြားအရာတွေကိုလေ့လာတယ်လို့မျိုးပဲတစိုက်မတ်အားထုတ်နေဆိုရင်ပေါ့နံပါတ်2အငင်းပယ်ခံရခြင်းကိုရင်ဆိုင်ပါ core rejection ကျွန်တော်တို့ဟာဘဝတစ်လျှောက်လုံးမှာအငင်းပယ်ခံရမှာကိုရှောင်လွဲပြီးနေတတ်ကြတယ်ဒါပေမဲ့ကိုရနိုင်ချေတေချာပေါက်ရှိတဲ့အရာတွေကိုပဲအမြင်ကြီးမှန်းနေမယ်ဆိုရင်ဒါဟာကိုနစ်နာစေတာပါပဲတကယ်တော့တစ်ခါတည်းရမှာကိုဖြစ်နိုင်ပါမလားလို့ထင်ရတယ်အလှမ်းဝေးလွန်းတဲ့အရာတွေကိုပါရီးမှန်းကြည့်ဖို့လိုပါတယ်ဒါမှလည်းဘယ်အရာကဖြစ်နိုင်လဲမဖြစ်နိုင်ဘူးဆိုတဲ့ကိုယ့်ရဲ့အသိစိတ်ကမှန်မမှန်အသိပြုနိုင်ပါပါပြီးခဲ့တဲ့တစ်ခေါက်ကျွန်ုပ်အလုပ်လျှောက်တုန်းကလူအနှဲငယ်ကိုဒီလိုပြောခဲ့ပူပါတယ်ခမည်းတော်အဖွဲ့အစည်းလိုမျိုးအဖွဲ့အစည်းတစ်ခုထောင်ဖို့စဉ်းစားနေတာအဲ့ဒါခမည်းတော်အဖွဲ့အစည်းကိုပဲကျွန်တော်ဝင်ဦးဆောင်ပေးရမလားလို့ပေါ့နည်းနည်းတော့စိတ်ကူးရင်ဆက်လွန်းတဲ့ delusional ဖြစ်တယ်လို့ထင်ရပေမဲ့တကယ်တော့တစ်ခါတလေကြာရင်ဒီလိုစိတ်ကူးရင်ဆန်တာမျိုးကအလှဖြစ်တတ်ပါတယ်ဗျနံပါတ်3စိတ်မှန်နဲ့တုံ့ပြန်အကြံပြုချက်များကိုရှာဖွေပါကျွန်ုပ်တို့တဦးချင်းစီတိုင်းမှာကိုယ်တိုင်လုံးဝတတိမထားမိပဲအခြားလူတွေအတွက်တော့ကွင်းကွက်မြင်နေရတဲ့ဘဝတိုးတက်မှုကိုပိတ်ဆို့နေတဲ့အားနည်းချက် blind spots တွေရှိတတ်ကြပါတယ်အဲ့ဒါဘာလဲဆိုတာကိုသင်တို့ကမသိချင်ကြဘူးလားဒါကိုသိရှိနိုင်မဲ့အကောင်းဆုံးနည်းလမ်းကတော့အခြားလူတွေအနေနဲ့ကိုယ့်ကိုဘယ်သူပဲဝါမှန်းမသိစေပဲအမီမဖော်ပဲပွင့်လင်းလင်းဝေးဖန်အကြံပြုနိုင်မဲ့လမ်းစာကိုဖန်တီးပေးထားဖို့ပါပဲဒါဟာကြောက်စရာကောင်းတယ်လို့ထင်ရနိုင်ပါတယ်ဒါပေမဲ့ဒါဟာတကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းနိုင်ပါတယ်သင်ဘလောက်ပဲဘဝမှာလမ်းပြောက်ပြီးပိတ်မိနေပါစေကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဖုံးကွယ်နေတဲ့တကားတွေကိုရှာဖွေတွေ့ရှိအောင်သင်ယူနိုင်မယ်ဆိုရင်တော့သင်ဘယ်တော့မှစိတ်ကူးတော်မမြင်ဘူးတဲ့လွတ်လပ်မှုကိုဖွင့်လှစ်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်